Hi, ngã ra rồi mi lui à in phi bi về tình hình gì ngập yếu tí ba. Ngã cú xá lại khả năng cú mà xóa in đi chắc chắn bị tòa bị lên sân tòa gì mà nó. Nà mà bút tờ xì anh đi nhà chỉ bà lu mi lui in the long cú chém mà gì tờ lu. Cho ta đi nà trên nà cú lệ cả quê bên này đi để nó. Chỉ lại ngã cú xá in đi lu ta mà làm mà nó. Nà cú lý trình cả mà lu kinh phi phi nì lệ kinh bài xá rẻ trình phi phi xá bê bà nó. Thà số mấy year tận đi ta long tất cho ni mà tí ít chả bê. Cái nắng màပြန်တွေ့တော့မင်းတော့တတမင်္ဂလာပါနာသာရောအားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ပန်တီလေးပါမင်းတို့ကျမ်းမာနေဖို့ကငါရဲ့အထူးတာဝန်ပဲပေါ့နားမှာအမြင်တက်တွေအများကြီးပါဝင်လို့မင်းတို့ရဲ့ဦးလန်းချောင်းကိုတန်းစင်ပေးပြီးအစာချေစနစ်ကိုကောင်းမှုစေပါတယ်တနေ့တလုံးငါ့ကိုစားရုံနဲ့မင်းတို့ဆရာဝန်ရှိတွားဆရာမလို့ဘဲနဲ့ကျမ်းမာနေမှာနော်မင်းတို့ငါ့ကိုစားမယ်ဆိုရင်မနဲ့ခင်းမှစားတာအကောင်းဆုံးပဲနော်နောက်မှပြန်တွေးကြမယ်တတမင်္ဂလာပါငါကတော့မင်းတို့ရဲ့အစာအိမ်ကိုအမြဲတမ်းကြည့်ဆိုင်ပေးနေတဲ့တင်မော်တီလေးပါအခုကြည့်လိုက်တာနဲ့တင်စားစင်စရာကောင်းပြီးအားရှိမယ်ဆိုတာသိရမလားမင်းတို့အစားတွေအများကြီးစားပြီးဘိုင်းအောက်တာဝမ်းချိုးတာမျိုးဖြစ်အခုတတိယလိုက်ပါငါမှပါတဲ့အင်ဆိုင်တွေကမင်းတို့ရဲ့အစာချေစနစ်ကိုအကောင်းဆုံးအကူအညီပေးနိုင်လို့ပဲဖြစ်ပါတယ်ငါကိုညစာစားပြီးတဲ့အခါအချိုဝဲအနေနဲ့စားပြီးတာအကောင်းဆုံးပဲနော်အားလုံးပဲအစာတင်းနဲ့ပြီးတောင်းတရှိကြပါစီတတာHi လူတိုင်းရဲ့အချစ်တော်လေးမော်ဒီလေးလာပါပြီနားမှာဗီတာမင် C အပြည့်အဝပါလို့မင်းတို့ကိုအမြဲတမ်းလမ်းဆန်တက်ကြနေစီမှာပါမင်းတို့ခဏနာစီချောင်းစိုးဖြစ်တတ်သလားဒါဆိုငါကိုစားပါငါကမင်းတို့ရဲ့ကုခံအားကိုမြင့်တင်ပြီးယောဂပူးပွားတဲ့ရန်ကတိုင်းကြီးတစ်ဖွဲကာကွယ်ပေးမှာနော်ဒါပေမဲ့တတိထားဖို့ကငါကိုဗိုက်ထဲအစာရှိရဲ့အချိန်မှပဲစားပါနော်ဒါမှဘိုင်းမအောင်မဲကျမ်းမာကြီးအတွက်ပိုထီအောင်မှာဖြစ်ပါတယ်အားလုံးပဲငါကိုစားပြီးလမ်းဆန်းကြပါစီဘိုင်ဘိုင်